ဒီကောင်မလေးနဲ့သူ့ခင်ပွန်းတို့ကသူတို့ရဲ့ရွာလေးကနေမိခင်ဖြစ်သူစီအလဲလာတဲ့အခါမိခင်ကနွေးနွေးထွေးထွေးကြိုဆိုခဲ့တယ်မိခင်ကသမီးဖြစ်သူကိုမင်းရဲ့မောင်လေးနဲ့ညီမလေးလည်းတိတ်မကြခင်ရောက်လာတော့မှမို့အထဲဝင်ပြီးအရင်ထိုင်ကြောက်ခီးဝေးကလာရတော့ပင်ပန်းနေကြရောပေါ့လို့ပြောခဲ့တယ်မိနစ်အနေငယ်ကြတော့အခြားသားသမီးနှစ်ယောက်ရောက်လာခဲ့ပြီးကောင်မလေးကိုမြင်မြင်ချင်းပဲသမီးဖြစ်သူကအမေပါလို့သူတို့ကိုထမင်းစားဖိတ်လိုက်တာလဲသူတို့စီကချက်ချင်းနဲ့တွေနန်းနေတာပဲလို့ညီးတွားခဲ့တယ်တာဖြစ်သူကလည်းကျွန်တော်တော့စားတော့ပြတ်သွားပြီလို့ညှဉ်းညူခဲ့တယ်ဒါပေမဲ့မိခင်ကသူကမင်းတို့ရဲ့အမလီပြီးတော့သူကမင်းတို့ရဲ့ရောက်ဖာပဲတာအပြင်ဒီနေ့မင်းတို့အားလုံးကိုဒီကိုခေါ်လိုက်ရတာကအရေးကြီးတဲ့ကိစ္စတစ်ခုပြောစရာရှိလို့ပဲလို့ပြောခဲ့တယ်သမီးဖြစ်သူကစိတ်မရှိတဲ့ဟန်နဲ့ဒီတော့သားနဲ့ရောက်ကိုဘာလို့ဖိတ်ရတာလဲသူတို့ကဘာများပေးနိုင်မှာမို့လို့လဲလို့ပြောခဲ့တယ်မိခင်ကမင်းတို့အဖေကျမ်းမာရေးအခြေအနေတော်တော်ဆိုးနေလို့စေးရုံတင်ရတော့မယ်ပြီးခဲ့တဲ့နှစ်နှဲငယ်တွင်အမေရဲ့စီးပွားရေးတွေအခြေအနေရန်ဆိုးပြီးငွေတွေအများကြီးရှုံးထားတယ်ဆိုတာမင်းတို့လည်းသိတဲ့အတိုင်းပဲဒါကြောင့်ရှေ့ဆက်ဘာလုပ်ကြမလဲဆိုတာတိုင်ပင်ခြင်းလို့ဒီနေ့မင်းတို့အားလုံးကိုလာခိုင်းလိုက်တာပဲလို့ပြောပြခဲ့တဲ့တာဖြစ်သူကဇဝေးဇဝါဖြစ်သွားပြီးအမေအဖေကအမြဲတမ်းကျမ်းမာနေခဲ့တာမဟုတ်ဘူးလားဒါအပြင်အမေပေးထားတဲ့ငွေတွေကိုအိမ်စရံပေးဖို့တုံးလိုက်ပြီဆိုတော့ကျွန်တော်မှပိုက်ဆံမကျန်တော့ဘူးလို့ပြောခဲ့တယ်သမီးဖြစ်သူကလည်းအမေသမီးလည်းရေးစားနဲ့ခီးသွားရင်ပိုက်ဆံတွေတုံးလိုက်ပြီးမို့သမီးမှလည်းငွေမရှိတော့ဘူးလို့ပြောခဲ့တယ်မိခင်ကမျောလင့်ချက်ပြည့်ပါတဲ့လေတံနဲ့သမီးရဲ့အထည်လုပ်ငန်းကတော်တော်လေးအဆင်ပြေနေတယ်မဟုတ်ဘူးလားလို့မေးခဲ့တယ်ဒါပေမဲ့သမီးဖြစ်သူကအိုမေရဲ့အဲ့ဒါကလုပ်ငန်းသေးလေးပါပိုက်ဆံရတယ်ဆိုရုံလေးပဲလို့မြန်ပြန်ဖြေခဲ့တယ်အဲ့ဒီအချိန်မှာပဲသူမကဖုန်းလာတရားဟန်ဆောင်ပြီးဖုန်းကိုနားမှာကက်ကသမီးရေးကြီးတဲ့ကိစ္စတစ်ခုလုပ်เสียရှိတာရုတ်တရက်တတိယသွားလို့အခုသွားမရတော့မယ်လို့ကမန်းကရန်ပြောခဲ့တယ်အဲ့ဒါကိုမြင်တော့သားဖြစ်သူကလည်းသူ့စင်ချင်တဲ့သူအမေဒီနေ့လေကျွန်တော်ကောင်မလေးနဲ့ချိန်ထားတာခုမှတတိရတယ်ဒါကြောင့်ကျွန်တော်လည်းသွားရအောင်မယ်လို့ပြောခဲ့တယ်ကိုယ့်ရဲ့သားသမီးရင်းတွေဒီလိုမျိုးအလောတက်ကြီးထွက်သွားကြတာကိုကြည်ရင်မိခင်ဖြစ်သူရဲ့ရင်ထဲမှာအလွန်နာကျင်ခံစားခဲ့ရတယ်ဒါပေမဲ့တကယ်တမ်းမှာတော့ကျမ်းမာရေးကောင်းမွန်နေစေဖြစ်တဲ့သူမရဲ့ခင်မုန်းဖြစ်သူနဲ့သူတို့ကွယ်လွန်သွားရင်အိမ်ကိုဘသူ့ကိုအမွေပေးမလဲဆိုတာကြိုတင်တိုင်ပင်ထားခဲ့ပြီးဖြစ်တဲ့အစပိုင်းမှာတော့မိခင်ဖြစ်သူကအိမ်ကိုသားသမီးအားလုံးကြားမှာတန်းတူခွဲဝေပေးတင်တယ်လို့ယုံကြည်ခဲ့တယ်ဒါပေမဲ့ရွာကနေလာတဲ့သမီးကတကယ်တော့သူတို့ရဲ့မွေးစားသမီးဖြစ်နေတာကြောင့်ဒီဆုံးဖြတ်ချက်ကိုသူတို့ရဲ့သွေးသားရင်းတွေကသဘောတူမှာမဟုတ်ဘူးလို့စိုးရိမ်ကြောင်းဖခင်ဖြစ်သူကသတိပေးခဲ့တယ်မိခင်ဖြစ်သူကဒီနှစ်တွေတစ်လျှောက်လုံးတူမှာပေါ့ကိုသမီးရင်းလိုသဘောထားခဲ့ကြောင်းတစ်ဖက်မှာလည်းသွေးသားရင်းတွေကအိမ်ကိုလာလေခဲ့ပြီးလာတိုင်းလဲငွေရဲတောင်းတက်ကြောင်းဝမ်းနဲ့စွာပြန်ပြောခဲ့တယ်ဒါကြောင့်မိခင်ဖြစ်သူဟာဘယ်ရာကမှန်ကန်တဲ့ရွေးချယ်မှုဖြစ်မလဲဆိုတာမတေချာပဲစဝေးစွာဖြစ်ခဲ့ရတယ်ဒါကြောင့်ဖခင်ဖြစ်သူကသူတို့ကိုဘသူကတကယ်ကြီးဥဆိုင်လဲဆိုတာသိနိုင်ဖို့သားသမီးတွေကိုအရင်စမ်းသက်တင်ကြောင်းပြီးမှအိမ်ကိုဘသူကိုအမွေပေးမလဲဆိုတာဆုံးဖြတ်နိုင်ကြောင်းအကြံဉာဏ်တစ်ခုပေးခဲ့တယ်အခုတော့ကောင်မလေးကဘန်ကတ်တစ်ခုကိုတိတ်တဆိတ်ထုတ်ယူလိုက်တဲ့အမေဒီကတ်ထဲမှာကျမတို့လင်မယားရွာမှာကြက်တွေဘဲတွေမွေးမြူပြီးနှစ်ချီစုဆောင်းထားတဲ့ငွေတွေရှိတယ်ဒါကိုအရင်ယူထားပေးမလောက်သေးဘူးဆိုရင်တခြားနဲ့လန့်ရှာကြည့်ကြတာပေါ့လို့ပြောခဲ့တယ်ကောင်မလေးရဲ့ရိုးရှင်းတဲ့ကျင်နာမှုလုပ်ရက်ကသူမရဲ့ရင်ထဲမှာအချိန်ကြာကြီးလေးလံနေခဲ့တဲ့မိကုံးအတွက်အဖြေတစ်ခုဖြစ်သွားခဲ့တာကြောင့်မိခင်ရဲ့မျက်လုံးတွေထဲမှာချက်ချင်းမျက်ရည်တွေပြည့်လာခဲ့တယ်အဲ့ဒီအချိန်မှာပဲမိခင်ဖြစ်သူကနောက်ဆုံးတော့ဆုံးဖြတ်ချင်အချလိုက်ပြီးသမီးမေလည်းအသက်ကြီးလာပြီးမို့နောက်ကျရင်သမီးကိုပဲဒီအိမ်ကိုဦးစီးပြီးစီမံခိုင်းကျင်တယ်ရော့ဒါကအင်ဂျင်စာချုပ်ပဲလို့ညင်သာစွာပြောလိုက်တယ်အိမ်ပြင်ဘက်မှာတားဖြစ်သူကသူ့ဖုန်းကြံခဲ့တာကိုရုတ်တရက်တတိယသွားတာကြောင့်သူနဲ့သူ့ညီမတို့အိမ်ထဲပြန်ဝင်လာခဲ့ပေမဲ့အဲမှာပြောနေတဲ့စကားတန်တိုင်းကိုကြားသွားခဲ့ကြတယ်ကောင်မလေးကအန်သားစဝေးစွာဖြစ်သွားပြီးတွေဝေနေတာတိတာနေခဲ့တယ်မိခင်ဖြစ်သူကလည်းဖခင်ဖြစ်သူဟာတကယ်တော့လုံးဝကျမ်းမာနေကြောင်းနဲ့ဒီအခြေအနေအလုံးကစံတက်မှုတစ်ခုသာဖြစ်ကြောင်းရှင်းပြပြီးမျက်နှာသိမ့်ပေးခဲ့တယ်အဲ့ဒါကိုကြားပြီးတာတော့ကောင်မလေးကဒီအိမ်ကိုအမေရဲ့သားသမီးရင်းတွေကိုပဲပေးတင်ကြောင်းပြောခဲ့တယ်ဒါပေမဲ့မိခင်ဖြစ်သူကသမီးတာကအဖေနဲ့အမေကပေးတဲ့လက်ဆောင်မှုကျေးဇူးပြုပြီးလက်ခံလိုက်လို့ပြက်ပြက်သားသားပြောခဲ့တယ်အဲ့ဒီအချိန်မှာပဲတားဖြစ်သူကအခန်းထဲအမြန်ဝင်လာပြီးအမေကျွန်တော်တို့ကအမေရဲ့သားသမီးရင်းတွေလေမဟုတ်ဘူးလားလို့ဒေါသတကြီးအော်ဟစ်ခဲ့တယ်သမီးဖြစ်သူကလည်းဟုတ်တယ်လေအမေကျွန်တော်တို့ကိုဒီလိုမျိုးဘယ်လိုလုပ်ရတာလဲဒီလိုဆုံးဖြတ်ချက်ချတာကိုဘယ်သူမှထောက်ခံမှာမဟုတ်ဘူးလို့အော်ပြောခဲ့တယ်